မသိငယ်ဘူးဆိုရင်တော့ဩစတြေးလျနိုင်ငံကမာစတာဘွဲတစ်ခုခုယူပြီးတော့ဒီဘက် ING ကိုအလုပ်တွေမှာအကြီးပိုင်းယာတုတာဝန်တွေထမ်းဆောင်နေမယ်လို့တော့ထင်တယ်အာနာသိမ့်ပြီးတဲ့ခါမှာခံပြင်းနေရှင်နောက်ညသက်တွဲခိုင်ပေါ့နော်ຫນွေဦးတော်လိုင်းမှာပထမဆုံးကြာဆုံးခဲ့တဲ့အမျိုးသမီးဒါလူငယ်ရဲဘော်လေးပေါ့သူတို့ခေါင်းကိုပြစ်တက်ခံရပြီးတဲ့အချိန်မှာစိတ်မကောင်းနောက်ထပ်ကျမရဲ့နောက်ထပ်စိတ်မကောင်းတဲ့စိတ်ဒဏ်ရာတစ်ခုကမန္တလေးကကျယ်စင်ဆိုတဲ့ညီမလေးပေါ့နော်သူတို့တွေအဲ့လိုမျိုးမတရားလက်လွတ်တပ်လိုက်တာကိုမြင်ရတဲ့ခါမှာကျမအဆင်မပြေဘူးအဲ့တော့ကိုဘာလုံနိုင်မလဲဆိုပြီးကိုယ့်ရဲ့လုံနိုင်ခွင့်ကိုစောင့်ဆိုင်နေတယ်ကိုယ်တိုင်လည်းငြိမ်းချမ်းစွာဆန္ဒပြရခဲ့မှာပါခဲ့တယ်ကြာတာတစ်ခုကတော့ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ကျမတို့တွေကိုရရက်ဆက်ဆက်တကယ်ကိုရက်ဆက်ဆက်ဆွဲစကက်လုံးကနဲသေးတယ်ပေါ့နော်တကယ်ကြီးကိုရက်ဆက်ဆက်ချိန်မုန်းခဲ့ကြတဲ့သူတွေကိုငါတို့ဟာသူတို့နားလေတဲ့ဘာသာစကားဖြစ်တဲ့လက်နက်နဲ့ပဲပြန်တိုက်ခိုက်ကြမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တဲ့အတွက်ဒီတောင်မောကလည်းမပြန်တော့ဘူးလက်နက်ကင်တော်လေးကိုပဲခြေစုံပစ်ဝင်ဖို့ဆုံးဖြတ်ခဲ့တာပါစကြရပါတော့ဝင်မယ်ဆိုရင်တိုက်ခိုက်ရေးပဲလုပ်မယ်ကြိုပြီးအဲ့လိုမျိုးကြိုစဉ်းစားထားပြီးသားပေါ့နော်ကြိုစဉ်းစားထားပြီးအဲကြောင့်မလို့ကိုတော့တနတ်တော့ကင်ပေါ့နော်တနတ်တော့ကင်မယ်ပြောခါကျတော့ကိုဒီတက်ထဲရောက်တဲ့ခါကျတော့လေဘယ်လိုပြောမလဲဆေးဖွဲ့ထည့်လို့ရှိရင်ကိုတော်လိုင်းရင်မလုပ်ဘူးအဲ့လိုစဉ်းစားထားတော့ပေါ့နော်တော်လိုင်းရင်မလုပ်ဘူးဆေးဖွဲ့တာဒါမှမဟုတ်ယုံပိုင်းတွေပေါ့နော်ယုံပိုင်းတွေရှိတဲ့ခါကျတော့တိုက်ခိုက်ရေးပဲလုပ်မယ်ပေါ့နော်တန်းတွေတဲ့တယ်ပြီးဆိုဒီတနတွေကင်ဖို့ဆိုနန်းနေတော့စောက်ခဲ့ရပါတော့ကိုဆရာတို့ဆိုမင်းကလေးဆိုတက်ခိုက်ရေးမေးဆိုအဲ့လောက်ထိမရှိခါကြတော့နော်ကိုဒီရှေ့တန်းမှာဆိုလဲမော်နီကာတယောက်ပဲရှိတော့ဒီရှေ့တန်းဂိမ်းတွေမှာဆိုလဲဟိုဖြစ်နိုင်ပါမလားပေါ့နော်သူတို့အဲ့လိုတွေးခါကြကိုလည်းကိုရန်လှုပ်ချင်တဲ့ဟာပေါ့နော်ကိုအဲ့ပိုင်းမှာကိုဘယ်လိုပြောရမလဲအာတာတယ်လို့ပြောရမှာ